Cambridge Lower Secondary Mathematics ပေါ့နော် so year 8 ပေါ့ secondary 1 secondary 1 secondary 2 level so ဒီမှာကသူ့ရဲ့သင်ရမယ့် mathematics context တွေပြထားတယ် so secondary 1 so ဒီ CRE ရဲ့ basic အခြေခံ course ပါCRE normal ကလေးတွေအတွက်ကတော့ပတ်တိပေါ့နော်ဆိုတော့how about Pearson Edison's Pearson လဲတချို့ unit တွေကတူပါတယ် unit ခွဲတာက3-4 ခုပဲရှိပါတယ်ဆိုတော့အများသောအားဖြင့် secondary 1 မှာက basic အခြေခံတွေကိုပဲတွားတဲ့အတွက်ဒါကတော်တော်လေးကိုနှိစက်ပါတယ်ဆိုတော့ဒီနေ့ prime numbers prime numbers ဆိုတာဘာလဲပေါ့ prime numbers ဆိုတာကone and only လို့ပြောတယ်ပေါ့သူ့ကို factors ခွဲလိုက်စာခွဲကိန်းခွဲလိုက်မယ်ဆိုရင်1သို့မဟုတ်သူကိုယ်တိုင်1နဲ့သူကိုယ်တိုင်ပဲခွဲလို့ရတဲ့ကဏ္ဍတွေပေါ့အဲ့တော့1ကနေ100အဲ့ဇယားကွက်လေးမျက်စိမှာမြင်အောင်ကြည့်ပြီးတော့1နဲ့ခွဲလို့ရတဲ့ကဏ္ဍဒီ2ပေါ့နော်2ကနေစသူက1တော့မပါဘူး prime number တွေမှာ2ကနေစမယ်3 5တကယ်ဆိုရင်4ပေါ့နော်4ကမရပါဘူး1နဲ့4နဲ့အပြင်ကိုနောက်ထပ်factors တစ်ခုရှိပါသေးတယ်2 and 2ဆိုပြီးတော့ဆိုတော့သူက1 and itself ဆိုတော့ rules ကိုဖောက်သွားတဲ့အတွက်4တို့6တို့8တို့မဟုတ်တော့ဒါဆိုရင်ဒီ prime numbers တွေကိုအဲ့နဲ့ at least ပေါ့1 to 30 1 to 30ကိုမျက်စိထဲမှာကလေးကမြင်ရပြီးတော့သိရမယ်ပြောရမယ်ပေါ့ဒါလေးတွေဒါဆိုရင်1ဆိုရင်1နဲ့1နဲ့ပေါ့ဒါပေမဲ့သူ့မှာက2 factors မရှိဘူးတင်းနဲ့2ခုမြောက်ထားတာဆိုတော့လေဒါကပုံစံတူနေတယ်ကဏ္ဍတူနေတဲ့အတွက်သူ factors ကတစ်ခုပဲရှိနှစ်ကြတော့1နဲ့2နဲ့3ကြတော့လဲ1နဲ့3နဲ့ဒါဆိုရင်ဒါ prime factors ပေါ့တော့ prime numbers prime numbers နောက်ထပ် prime number မဟုတ်တဲ့ number တွေဒီ composite number ပါအဲ့ဒီထဲမှာcomposite number ကဘာလဲဆိုတော့prime number ဆိုတော့2တို့3တို့5တို့အဲ့ကဏ္ဍတွေမဟုတ်ဘူး4 6 8 9သူက more than 2 factors ဖြစ်သွားပြီfactors နှလုံးထပ်ပို့ခွဲရဲဆိုရင်ဒါဒီ more than 2 factors အဲ့တော့1 to 100မှာဒီ prime factors prime numbers တွေသိရမယ်တစ်ကတော့မဟုတ်ဘူးပေါ့3 5ခွန်17 1319ဒါရ prime number အဲ့တော့သူ့ရဲ့ prime numbers မဟုတ်တဲ့ number တွေဒီ composite number တွေဆိုတာသိရမယ်ပေါ့အဲ့တော့ prime factorization အဲ့တော့ factor ဆိုတာစာခွဲခွင်းခွဲတာပေါ့စာခွဲခွင်းခွဲတယ်12ကိုစာခွဲခွင်းခွဲမယ်ဆိုရင်2 times 6 2 times 6ဒါဆိုရင်သူ့ရဲ့6ကိုထပ်ပြီးခွဲလို့ရသေးတယ်2 times 3 ပေါ့အဲ့တော့သူ့မှာရှိတဲ့ numbers တွေအကုန်လုံးprime numbers တွေဖြစ်သွားပြီလုံးဝထပ်ခွဲလို့မရတော့1နဲ့သူကိုယ်တိုင်နဲ့ပဲခွဲလို့ရတယ်အဲ့ဒါဆိုရင်ဒါသူအဲ့တော့သူ့ကို prime factors ခွဲပါ product of prime factors product ဆိုတာကသူ့ကိုအမြောင်းနဲ့ပါအဲ့ဒီအမြောင်းနဲ့ပြောရဆိုသူ့အထက်ကိန်းနေနဲ့ index number တွေနဲ့index number တွေနဲ့ပေါ်ပြပေးလို့ရပါတယ်ဒီမှာဆိုရင်2က3ပါပေါ့ so 2 to the power 3 times 3 is equal to 12 okay so if you if you have to show that 12 as a product of x prime number 2 to the power 3 times 3 okay express 175 as a product of x prime factor soဒီမှာကတော့ repeated division နဲ့စားထားပါတယ်အဲ့တော့တခြားနည်းလမ်းတစ်ခုမရှိဘူးလား yes ရှိပါတယ်တခြားနည်းလမ်းကဘယ်နည်းလမ်းလဲဆိုတော့ factor trees နဲ့ဆွဲရတယ်ပေါ့ factor trees ဒါဆိုရင် factor trees ဆိုတာပါလဲ factor trees ပေါ့ဒါလေးတွေသူကနည်းလမ်းက2မျိုးရှိတယ်ပေါ့တစ်ခုကrepeated division နဲ့စားတာဖြစ်တယ်နောက်တစ်ခုက factor trees နဲ့ပေါ့သူတို့နှစ်ခုစလုံးကတော့အတူတူပါပဲ175 175ကိုအရင်ဆုံး5နဲ့ခွဲတယ်ပေါ့5 times 3 is 15 and then 5 times 5 is 15 so 35 we need to make a
5 times 7. So 5 to the power 5 square times 7, okay, is 175. So the same. Okay, okay. So to yet mathematically naku to mother naku are a to babe. No, to yet mother naku to need it to it. ကြိုက်တဲ့ method နဲ့တုံးလို့ရ repeated division ကြတော့နောက်ဆုံးပေါ့1ကျန်တဲ့အထိသူကို1ကျန်တဲ့အထိ repeated division ခွဲပြီးတော့1ကိုတော့တိတ်အကောင်မလုပ်တော့ဘူးပေါ့နော်5 square times 7ဆိုပြီးတော့ဒါခွဲသွားတယ်ပေါ့ဒါကသူက index notation ဒီကောင်ဒီ index notation မှာနော်ဘာနဲ့ပြခိုင်းတာလဲဆိုတော့သူကိုစာခွဲကိန်းနဲ့ပြခိုင်းတာပေါ့အဲ့တော့လောလောဆယ်ဒီဗီဒီယိုလေးနော်ဆရာဆရာမတွေ request လုပ်ထားတာတွေလည်းရှိတယ်တကြံရက်မှာတော့နည်းနည်းလေးအားထုတ်ပြီးတော့လုပ်ပေးထားပါတယ်တော်တော်အချိန်ယူရပါတယ်နော် square roots and cube roots square roots ရဲ့သဘောတဘာဝအရင်ဆုံးသိရပါမယ် what is a square root what is a cube root okay so square roots ကပုံစံလေးက perfect square ဖြစ်တဲ့ number တွေကိုအရင်ဆုံးစဉ်းစားရမယ်1နော်1ရဲ့ number တွေဒီ perfect square ဖြစ်တယ်ပေါ့Okay. So 1 so in below number မျိုးလဲဒီမှာ1ဆိုရင်သူ perfect square ဖြစ်တယ်2ဆိုရင် perfect square မဖြစ်ဘူး4ဆိုရင် perfect square ဖြစ်တယ်3 9ဆိုရင် perfect square ဖြစ်တယ် and 16 more and 25 and so on and so forth and these if you make a square root for 1 is equal to 1 if you make square root of 4 is equal to 2 if you make square root of 9 is equal to 3 if you make square root of 16 is equal to 4 if you have to make square root of 25 it's gonna be 5 okay so ခလေးကနော်တစ်ကနေ at least နော်12အလီ13အလီထိတူပါအနည်းဆုံးနော် square root perfect square number တွေကိုသိနေရမယ်နော်နောက်တစ်ခုကကြတော့ cube root ဆိုလို့ရှိရင်ဒီ cube root of 1 is equal to 1 cube root of 8 cube root of 8 is equal to 2 cube root of 27 okay cube root of 27 is equal to 3 cube root of 64 is equal to 4 okay at least နော်တစ်3တက်ဒီဘယ်လောက်ရမလဲ2 3တက်ဒီဘယ်လောက်ရမလဲ3 3တက်ဒီဘယ်လောက်ရမလဲ4 3တက်ဒီဘယ်လောက်ရမလဲနော် so 1 to the power 3 2 to the power 3 3 to the power 3 4 to the power 3 clear 1 2 10 at least နော်အနည်းဆုံးခြာရေးပြီးတော့အနည်းဆုံး brain ကို layer လုပ်ပြီးတော့နော် basic step ပေါ့သူသိနေရမယ်ဒါဆိုရင် perfect square ဆိုတာဒါနှစ်ထပ်ကိန်းတင်ပြီးတော့ square root နဲ့နှစ်ထပ်ကိန်းနဲ့ဖြောက်လိုက်တဲ့အခါမှာသူ့ရဲ့ base number လေးကိုယူရဲဆိုတာသိရမယ်logic ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဆိုရင်4လေးနဲ့မြောင်16ပြတယ်ဒါဆိုရင်4 square is equal to 16ဒါဆိုရင် square root of 16นี่4ဖြစ်မယ်ဆိုတာသိရမယ်ပေါ့နော်ကလေးကထူပြီးတော့သိရအဲ့ဒီကောင်တွက်တဲ့ပုံစံလေးတွေကလွယ်ပါတယ်ဒါပေမဲ့ပုတ်စာတွေကနော်problem solving တွေပါလာတယ်ပါလာတဲ့ခါကျတော့သူကိုနော်တေချာလေးပေါ့နော်ကလေးကိုလည်းရှင်းပြကလေးသိတဲ့ခါကျလို့ရှိရင်နော်တေချာလုပ်တယ် question number 2မှာလာပါပြီ cube root of 64 cube root of 64ကဘာကြောင့်4ရတာလဲအဲ့တော့64 is equal to 4 to the power 3ဆိုတာကိုသိရမယ်ပေါ့ကလေးကဒါဆိုရင်4ဆိုတာရပြီပေါ့ okay so method 2ကကြတော့သူကနှစ်ကို power 10နှစ်ဒီ power 10တော့2 to the power 3 times 2 to the power 3 is 64ဒါဆိုရင်2 to the power 3နှစ်ခါပါတယ်ပေါ့ဒါဆိုရင်4 2နဲ့2နဲ့မြောင်ဆိုအနည်းဆုံး4ပြန်ရတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ basic အခြေခံ highest common factor 12ကို factor ခွဲမယ်16ကိုfactor square မယ်ပေါ့12ကို factor square တော့12က1 2 3 4 6 12အဲ့တော့ဒီဟာဘယ်လိုရလဲနော်ဒီပု္ပ္ပစာလေးတွေက factor ခွဲတဲ့ပုံစံလေးတွေက
4တန်းကနေစပြီးတော့သင်ရတယ်ပေါ့ okay ဆိုတော့12ကိုခွဲမယ်ဆိုလို့ရှိရင်1နဲ့12နဲ့ခွဲလို့ရတယ်လို့သူ့ကိုနောက်ထပ်2နဲ့6နဲ့လည်းခွဲလို့ရတယ်အဲ့ဒီအပြင်ကိုသူ့ကို3နဲ့4နဲ့လည်းခွဲလို့ရတယ်ဒါဆိုရင်သူ့ရဲ့ factor တွေဒီ1 2 3 4 6 4ဆိုတာသိရ1 2 3 4 6 12အဲ့တော့18နဲ့အဲ့လိုပဲသူ့ရဲ့ factor တွေဒီ1 2 3 6 9 18ပေါ့အဲ့တော့ highest common factor ကိုရှာခိုင်းတယ်နော်ဒီထဲထဲမှာသူတို့နှစ်ခုတွေမှာတူတဲ့အမြင့်ဆုံးကဏ္ဍကိုရှာပြရမယ်တူတဲ့အမြင့်ဆုံးကဏ္ဍဒီနော်ဒီမှာသူ့မှာ6ပါတယ်သူ့မှာလည်း6ပေါ့အဲ့တော့6နှစ်ခုအရင်ဆုံးဝိုင်းကြည့်သူတဲ့ကြီးတာတူတဲ့ကဏ္ဍရှိသေးလားပေါ့မရှိတော့ဘူးနော်မို့ဒါဆိုရင်သူ့ရဲ့ common နော် highest common factor ဒီ6ဖြစ်တယ်ပေါ့နော်ဆိုတော့ HCF ကိုရှာမယ်နော် HCF ကိုရှာမယ်ဆိုတော့highest common factor ကိုရှာမယ်ကဏ္ဍကြီးရဲ့ကဏ္ဍနေပေါ့ more than 2နော်more than 2ကဏ္ဍနှလုံးဒါမှမဟုတ်နှလုံးထပ်ပိုးတဲ့ကဏ္ဍနေရှာခိုင်းမယ်ဆိုလို့ရှိရင်သူရဲ့ common prime factors တွေမှာ lowest common index နော်အဲ့ဒါတွေနဲ့ရှာလို့ရတယ်ပေါ့ဒါကတော့နောက်တစ်ပိုင်းပေါ့နော်လာမှာပေါ့ so ဒါက HCF ရှာတဲ့နော်နှစ်ခုကဏ္ဍနှစ်ခုကို highest common factor ရှာခိုင်းတာအဲ့ဒီမှာ highest common factor နော်55ရယ်165ရယ်65အဲ့တော့55ကိုခွဲဖို့လိုတယ်ပေါ့65ကိုခွဲမယ်ဆိုလို့ရှိရင်သူ့ရဲ့နော် factor တွေဒီပါဖြစ်မလဲကလေးကfactor 3နဲ့ခွဲပေးလို့ရတယ်ပေါ့ဆိုတော့ပြောသလို55က5 times 11ဆိုတော့သူ့ကိုထပ်ခွဲလို့ရသေးလားမရတော့ပါဘူးနော်165 165ဆိုရင်5နဲ့5 times 3 5 times 3 and then so 3 times 11ထပ်ခွဲလို့ရသေးလားပေါ့မခွဲလို့မရတော့ that's a 605 605ဆိုတော့ထုံနည်း၎င်းမယ်9နဲ့ခွဲပို့ပြီးစင်ပြေတယ်ပေါ့နော်5 times 1 5 times 2 1 121 is 11 times 11 so this is going to be 5 times 11 this is going to be 3 times 5 times 11 okay and this is going to be 5 times 11 square နှစ်ထပ်ပါတာနှစ်ခါပါတာယောအဲ့တော့ဆိုတော့သူ့မှာ highest common factor ရှာသူက highest ကိုရှာလိုက်လို့ရှင်သူရဲ့ထက်ကိန်းနေအမြဲအနှိမ့်ဆုံးရှာပေးမယ်ပေါ့နော်သူရဲ့ထက်ကိန်းနေကဘလို့အနှိမ့်ဆုံးလဲနော်ဘလို့အနှိမ့်ဆုံးလဲဆိုတော့ဒီမှာဆိုရင်သူရဲ့9ကတစ်ထက်သူက9ကတစ်ထက်သူက9တစ်ထက်ဆိုတော့သူက9တစ်ထက်ကိုယူလိုက်လို့ရပါပြီသူကအနှိမ့်ဆုံးကတော့9တစ်ထက်ပဲပေါ့နော်ဆိုတော့3ဒီမှာသူ3မပါတော့မပါတဲ့ကဏ္ဍနေမယူဘူးပေါ့နော်မပါတဲ့ကဏ္ဍနေမယူ11ညဒီမှာတစ်ထက်ဒီမှာတစ်ထက်ဒီမှာကနှစ်ထက်ဒါဆိုရင်သူ့ကို11တစ်ထက်ကိုပဲယူပေးမယ်ဒါကြောင့်မလို့သူရဲ့နော်common highest common prime factors ဒီ5 times 11ဖြစ်ပါတယ်5 times 11ကိုမြောက်ပေးလိုက်လို့ရှိရင်သူ HCF ဒီသူကတော့ power နော်1ပဲပေါ့ဆိုတော့55တကယ်လို့ index နော် lowest index number နဲ့ပြပါဆိုလို့ရှိရင်ဒီတိုင်းပဲ5 times 11လို့ပြပေးလိုက်ရင်ရပါပြီဒီ highest common factor ရှာတဲ့နည်းပေါ့နော်သူက more than 1နော် more than 2 number ဆိုရင် higher common factor ဒီမှာ lowest common multiple ဆိုတော့ highest common factor ရှာသလိုပဲ lowest common multiple ရှာလို့ရပါတယ်အဲ့တော့ multiple ဆိုတဲ့သဘောကတော့သူရဲ့နော်အမြောက်ခင်းလေးတွေပေါ့တိုးသွားတယ်သူကအစပေါ့နော်3 times အလီသဘောမျိုးပါပဲ3 times 1 is 3 3 times 2 is 6 3 times 3 is 9 3 times 4 is 14 12 sorry 3 times 5 is 15 3 times 6 is 16 4 times 1 is 4 4 times 2 is 8 4 times 12 is 4 times 3 is 12 4 times 4 is 16 4 times 5 is 20သူက highest common multiple နော် highest common multiple တော့ကထက်ကိန်းကိုအနည်းဆုံးယူခဲ့တယ်ပေါ့နော်အဲ့တော့သူရဲ့ index 60ထက်ကိန်းနော်ထက်ကိန်းလေးတွေကနည်းတာကိုယူခိုင်းတယ်နော်ထက်ကိန်းလေးကိုနည်းတာကိုယူတယ်
ဒီမှာ lowest common multiple ကျတော့သူ့ရဲ့ opposite ပဲသူက low ဆိုလို့ရှိရင်တော့အနည်းဆုံးကိုရှာခိုင်းမိမယ်သူ့ရဲ့ထက်ကိများတာကိုရှိထက်ကိများတာကိုရှိအဲ့တော့သူတို့ရဲ့ဒီမှာကျတော့ဒီခွဲတဲ့ဥစ္စာဒီနှစ်ခုပဲဆိုတဲ့အတွက်သူရဲ့အနှိမ့်ဆုံးတူတဲ့ဥစ္စာကိုပဲလိုက်ရှာလိုက်နော်တူတဲ့ဥစ္စာတူတာက12ပဲတူတယ်12ဒါဆိုရင်သူ့ကို12ဆိုတော့တန်းပြီးတော့ထုတ်ပြီအဲ့တော့အောက်မှာနော်ဆိုတော့ lowest common multiple ကဏ္ဍ3လုံးပါလာကဏ္ဍ3လုံးပါလို့ဆိုတော့ ACM ACF ပေါ့နော် ACM မဟုတ် ACF LCM နော်ရှာတယ်နော်ပုံသင်နည်းလေးတိုင်းရှာပေးမယ်ပေါ့ကဲဒီမှာ18ကိုနော် prime factorization နဲ့ခွဲလိုက်တယ်သူကဘာရလဲပေါ့နော် prime factorization နဲ့ခွဲလို့ရှိရင်သူ့ကိုအရင်ဆုံးက2နဲ့ပေါ့နော်2နဲ့ခွဲလို့ရတယ်2 times 9 is 18 3 times 3 is 9ပေါ့အဲ့တော့သူ့ကိုတစ်ခါတည်းပြလိုက်မယ်ဆိုလို့ရှိရင်သူဒီ2 times and 3 to the power 3 square ပေါ့63နော်63ကြတော့ဒါ3နဲ့ခွဲမှာအဆင်ပြေမယ်ပေါ့3 times 2 3 times 1ဒီမှာလည်းအဲ့လိုပဲ3 and 7ဆိုတော့သူရဲ့3 to 3 squared times 7 okay 81ကတော့သိနေတဲ့အတွက်ဆို3 3 27 okay 3 9 and 3 3 so 3 to the power 4ရ5နဲ့အဲ့တော့သူတို့တုံးခုမှာစောစောပြောသလိုပဲ HCF ကထက်ကိန်းနေတာယူတယ်ဒီမှာတော့ထက်ကိန်းများတာယူတယ်ထက်ကိန်းများတာယူတော့ထက်ကိန်းကဒီမှာ3 2ကြတော့မပါအဲ့မပါတာလဲယူ2မပါပြီမဲ့ဒီမှာ2ယူထားမယ်နောက်တစ်ခုကကြတော့3 square 3 square 3ဆိုတော့3 to the power 4အမြင့်ဆုံးထက်ကိန်းကိုယူဒီမှာ9ကြတော့လည်းပဲသူ့ရဲ့မပါတဲ့ကိန်းနဲ့ယူတယ်ဒါဆိုရင်သူ့ရဲ့ဥစ္စာဒီနော်2 3 to the power 4 times 7 highest နော်highest common multiple နော်ရှာခိုင်းထက်ကိန်းနဲ့ပြပါဆိုလို့index number နဲ့ပြပါဆိုရင်ဒီတိုင်းလေးပဲထားလို့ရတယ်နော်ပြန်ပြီးတော့ရှင်းပေးစရာမလိုဘူးပေါ့နော်ဒီက lowest common multiple ရှာတဲ့ပုံတင်လေးပေါ့နော်ဆိုတော့ဒီဥစ္စာလေးက as grade 4စပြပြီးတော့နော် Cambridge တင်တဲ့ကလေးတွေက grade 4တွေကစပြပြီးတော့တင်လာတာပါဒါပေမဲ့စာမကြည့်တဲ့ကလေးကကြတော့တော်တော်ရုပ်ခတ်ပါတယ် highest common factor ရဲ့ lowest common multiple ရဲ့အရင်ရိုးရှင်းပြီးတော့အရင် simple ဖြစ်ပါတယ်အဲ့တော့ဆရာမတို့အနေနဲ့ကလေးကို highest common factor မှာဘယ်ဥစ္စာကို highlight လုပ်ရမလဲ lowest common multiple မှာဘယ်ဥစ္စာလေးကို highlight လုပ်ရမလဲပေါ့နော်ဒါလေးကိုပြောပြထားဖို့ပေါ့နော်ဒါလေးကိုသိချာပိုအားတန်နဲ့communication clear message ပေးပြရမယ်ကလေးပေါ့နော်ဆိုတော့ပြီးရင်ကလေးကတွက်အားပေါ့ calculation ပိုင်းမှာအရင်အားနဲ့ကလေးရှိတယ်calculation ပိုင်းမှာအားနဲ့ကလေးတွေအတွက်ဒီနောက်မှာtopical exercise တွေရဲ့ပြီးလို့ရှိရင် daily exercise လို့ခေါ်တယ်နော်ဒီ exercise လေးတွေထားပါတယ်နော်ဒီဟာဆိုလို့ရှိရင်သူက product of prime factors ပေါ့နော်သူ product of prime factor မှာ index notation နဲ့ထားခိုင်းထားခွဲခိုင်းပါတယ်ဒါကိုရှင်းပြရပါမယ်ဒီမှာ highest common factor ရှာခိုင်းတယ်အဲ့တော့ဒီနှစ်ခုပေါ့နော်more than 2เนาะခဏကြီးတယ်ဆိုရင်စောစောပြောသလို factor 3နဲ့ရှာခိုင်းပြီးတော့တွက်ခိုင်းလို့ရပါတယ်ဒီမှာခဏတွေကကြီးလာပြီဒါမှမဟုတ်3ပေါ့နော်ခဏ3လုံးပါလာပြီဆိုရင်လည်းပဲရလေးတွေကိုကလေးကိုတွက်ခိုင်းပေးပါတည်တည်ချာချာပြန်စစ်ပေးပါတချို့ poster တွေမှာက highest common factor ကို lowest common multiple ကိုနှစ်ခုစလုံးတွက်ခိုင်းတဲ့ဟာရှိပါတယ်
အဲ့ဒါလေးတွေလည်းတိတ်ချတွက်ပေါ့နော်တကယ်လို့အချိန်မလောက်ဘူးဆိုရင်အတန်းထဲမှာ2ပုတ်တွက်ပြီးတော့ကျန်တဲ့5-6ပုတ်ဟိုhomework ပေးတင်ပါတယ်ဒါကတော့ဆရာမတို့အနေနဲ့time management နော်ကိုယ့်ရဲ့ timing လေးကိုသိရမယ်ပေါ့တစ်ပတ်ကို2 ရက်နော်အလွန်ဆုံးတနာရီခွဲတခြား subject တွေလည်းကလေးတွေသင်ကြတယ်ဆိုတော့ကိုတယောက်တည်းတစ်ပတ်ကို9 ရက်ပေးလို့မရတော့ဘူးနော်ဆိုတော့ဒီနောက်မှာ answer လေးတွေပါပြန်ကပ်ပြီးတော့ထည့်ပေးထားပါတယ်ဟုတ်ကဲ့နော်အဲ့တော့ဒီ highest common multiple lowest common multiple highest common factor ပြီးလို့ရှိရင် perfect square root cube root နော်အဲ့တော့တကယ်တမ်း word problem တွေတွက်တဲ့အခါမှာကလေးတွေကဒီကောင်လေးတွေအခြေခံပိုင်းမှာword problem လေးတွေတွက်လို့ရတယ်ပေါ့နော်ဆိုတော့ဒီအခြေခံမပိုင်ဘူးဆိုရင်သူတို့မှာ calculation တွက်ရတာခက်ခဲတွေအများကြီးရှိပါတယ်အဲ့တော့ဒုတိယပိုင်းအနေနဲ့ဒီ numbers တွေပေါ့နော် numbers နဲ့ပတ်သက်တဲ့ဟာတွေ exercise တွေနောက်ထပ်exam mock text တွေနော် exam mock text တွေtopical exam questions တွေဒုတိယပိုင်းနဲ့ဒီအခန်းကိုပြန်ပြီးတော့တွက်သွားပြီနော်အဲ့တော့ဒုတိယပိုင်းမှာဒီ numbers types of numbers တွေပါမယ်ပြီးလို့ရှိရင် approximate estimations ဘယ်လိုတွက်ရမလဲပြီးရင် significant figures တွေdecimal ပေါ့1 decimal place ထားခိုင်းတာလား2 decimal place ထားခိုင်းတာလားဒါလေးတွေ definitely ရှင်းပြသွားပေးမယ်နောက်ထပ်တစ်ခုကကြတော့ highest common factor lowest common multiple ကို word problems တွေနဲ့တွက်ခိုင်းမယ်ပေါ့ဒီနောက်တစ်ခုက algebra ပေါ့algebra ကတော့6 တန်းကနေပြီးတော့အခြေခံကောင်းကောင်းလေးရလာတဲ့ကလေးဆိုရင်ဒါပုံမှန်လေးတွက်တတ်မယ်ပေါ့ဆိုတော့တစ်ခုရှိတာကနော်ဒီမှာက bitmask နော် bitmask ကိုသုံးတယ်types of operation ပေါ့အပေါင်းလုံးမြောက်စာမှာဘယ်ဥစ္စာကိုတွက်ရမလဲဆိုရက်အလေးတွေပြန်ပြီးတော့ရှင်းသွားပေးမယ်ပေါ့နော်ဆိုတော့basics နော် unit 1ကတော့အမေးများဆုံးပေါ့ GD IG CSE အဲ့တော့တချို့ secondary မေးခွန်းတွေဒီအရန်ခတ်ဘလို့တချို့ IGCSE မေးခွန်းတွေဒီအရန်လွယ်ပါတယ်ဒီ numbers အခန်းတွေနဲ့ပတ်သက်ပြီးတော့ but basic concept ကိုတော့ clear တေချာသိဖို့လိုတယ်ပေါ့အဲ့တော့ clear ကိုသင်မဲ့ဆရာမကတော့သူ့ထပ်ပို့ပြီးတော့ကျွမ်းနေဖို့ထပ်ခါလေ့ကျင့်ပြီးတော့ effective way ကိုပေးနိုင်ပို့ကောင်းပါတယ်